တမိုးထားရတဲ့ချစ်သူမိန်းကလေးကိုတပွားလုံးရှာထားသမျှစီးစိမ်တွေနဲ့တေးတောက်လိုက်တဲ့တရုတ်ဆောင်စီအောင်ပရိသတ်များအားလုံးပဲမိဂလာပါရှင်ဆယ်လီစပိတ်အိတ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်သူ့ရဲ့ချစ်သူကောင်မလေးကိုရှာဖွေလာသမျှငွေကြေးစီးစိမ်ဥစ္စာတွေနဲ့ဆစ်ဆက်တောက်ရဲ့မင်္ဂလာပွဲကိုပြုလုပ်ခဲ့သူကတော့တရုတ်ဆောင်စီရပဲဖြစ်ပါတယ်ဇီယာကတော့ BCD ခေတ်မှာကလေးကအငုံမင်းသားအဆွေမင်းသားလို့လူတော်တော်များသိကြသူပါအလွန်စေးစရုပ်ကိုတော်တော်များတရုတ်ဆောင်ခဲ့ပြီးတော့ပရိသတ်တွေရဲ့လက်ခံအားပေးမှုကိုလည်းရရှိခဲ့သူပါလက်ရှိချိန်မှာတော့ဇီယာကအသက်40ဝန်းကျင်ရှိခဲ့တာကြောင့်အမှုပညာလုပ်တွေကိုသိလှုပ်ဆောင်တာမျိုးမတွေ့ရတော့ပဲစီးပွားရေးလုပ်ငန်းတွေကိုကျွညာပေးတာမျိုးကိုပဲလှုပ်ဆောင်ခဲ့တာပါဟိုယေဘီစီကကတချင်းတွေမှာရောဇကားတွေမှာပါအသေးခဏနာကွဲခဲ့တဲ့ဇီယာကတော့လက်ရှိချိန်မှာအသေးကွဲသမားမဟုတ်တော့ပါဘူးရီစာလေးတယောက်ရဖို့အတွက်ခေါင်းကြီးတို့အသေးတန်စူးစမ်းနေချိန်မှာဇီယာကတော့သူ့တဲ့25နှစ်လောက်ငယ်တဲ့ချစ်သူလေးကိုတောင်းရဲဆိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်ဇီယာရဲ့ဇနီးလောင်လေးရုံးရီစောကတော့အသက်ငယ်ရွယ်ချော်မော်လာပသူလေးဖြစ်ပြီးနာမည်ကြီးစိတ်ဓာတ်တစ်ခုဖြစ်တဲ့ Imperial Diamond စိတ်ဓာတ်ပါရှင်ရဲ့တူမလေးဖြစ်ပါတယ်စိန်တိုက်ကပြုလုပ်တဲ့ Miss Christmas Fashion Show ပွဲလေးမှာတူမဖြစ်သူကိုမော်ဒယ်အဖြစ်ပွဲထုတ်ရာကနေတရုတ်ဆောင်စီရနဲ့တွေ့ဆုံဖြစ်ပြီးတော့ဖူးစာဆုပ်ခဲ့ကြတာပါအဲ့ဒီချိန်တုန်းကယူရီဆိုဟာ10တန်းကျောင်းသူလေးပဲရှိသေးတယ်လို့သိရပါတယ်ဇီယာနဲ့ချစ်သူဖြစ်တာကိုမိဘဆွေမျိုးတွေကအမျိုးမျိုးတားဆီးကန့်ကွက်ခဲ့ပေမဲ့ဇီယာရဲ့ဆွဲရှိမှုနဲ့စိတ်နေစိတ်သဘောထားကိုသိပြီးတဲ့နောက်မှာတားမဆီတော့ဘဲနဲ့ခွင့်ပြုပေးခဲ့ကြတာပါအသက်ရွယ်ကွာလို့နဲ့ချစ်သူလေးကိုအရေးတကြီးကြီးနဲ့ချစ်ပြတတ်တဲ့ဇီယာကတော့သူတို့နှစ်ဦးရဲ့ပုံရိပ်လေးတွေကိုလည်းဆိုရှယ်မီဒီယာမှာမကြာတင်ပြီးတော့ကျူးတဲ့သူပါအသက်အရွယ်ကွာဟာတာကြောင့်အတွေးခေါ်ယူဆတွေညှိယူခဲ့ရပေမဲ့အမှန်တကယ်ချစ်မြတ်လို့တာကြောင့်သူ့ဘက်ကချစ်သူအတွက်ရာရာပြောင်းလဲပေးနိုင်ဖို့ဆုံးဖြတ်လှုပ်ဆောင်ပေးခဲ့တယ်လို့ဆိုခဲ့တာပါချစ်သူဘဝကိုသစ္စာရှိရှိချိန်တော်တော်ကြာဖြတ်သန်းပြီးနောက်မှာတော့သူတို့နှစ်ဦးကရွှေလက်တွဲဖို့ဆုံးဖြတ်ပြီးတော့ဆေးဆက်တောင်းရဲခြင်းမင်္ဂလာကိုဆောင်ရွက်ခဲ့ကြတာပဲဖြစ်ပါတယ်ဆေးဆက်တောင်းရဲပွဲကိုဇွန်လ10ရက်နေ့မှာမွန်ပြည်နယ်ပေါင်မြို့မှာရှိတဲ့နေအိမ်မှာကျင်းပခဲ့တာဖြစ်ပါတယ်တရုတ်ဆောင်စီယာကတော့ရုပ်ရီစောကိုအမှန်တကယ်မြင့်မြတ်နိုးနိုးချစ်တာဖြစ်ကြောင်းသက်သေပြတဲ့အနေနဲ့သူရဲ့စုဆောင်းလာသမျှပိုင်ဆိုင်မှုပေါင်းများစွာနဲ့တည်တောက်ခဲ့တာဖြစ်ပါတယ်အခုလိုမျိုးစိတ်ဆက်တောက်ရဲ့မင်္ဂလာဆောင်ရမှာ Imperial Diamond စိန်နိုင်ပါရှင်တွေကမှသူတို့ရဲ့တူမလေးကိုဇီယာအတွက်လိုက်လံတောက်ရဲပေးခဲ့တာပဲဖြစ်ပါတယ်ဇီယာကတော့သူ့ရဲ့မိခင်နဲ့တူချစ်သူယူနီစော်ရဲ့မိဘတွေထံသွားရောက်ပြီးတော့ကျပ်သိန်းပေါင်း1500မီနီကွန်ဒိုတိုက်ခန်းတစ်ခန်းမြင်းကြီးတက်တိုက်ခန်းနှစ်ခန်းရွှေ30သားစိတ်တစေစာနရက်9သွေရတနာတို့နဲ့တည်တောက်ခဲ့တာပါတရုတ်ဆောင်ဇီယာတည်တောက်လိုက်တဲ့ပစ္စည်းတွေကကာလာတန်ဖိုးရဆိုရင်တော့သိန်းပေါင်းတောင်းချီရှိနေတာပါဇီယာကတော့သူ့နုပညာလုပ်တဲ့တက်တန်းတစ်လျှောက်လုံးစုဆောင်းခဲ့တာအကုန်မင်းဆိုပြီးတော့ပြောခဲ့တယ်လို့နောက်လဲမိမစီအရာမဲ့တူခုတွေကကျိုးအပ်ထားတာလို့ပြောပြခဲ့တာပါလောကကြီးမှာတော့ငွေရှိပြီးတော့အောင်မြင်တဲ့ယောက်ျားတိုင်းစီကအခုလိုချစ်ချင်းမြတ်တာမျိုးပါထပ်မံပေးရပြီးတော့တန်ဖိုးထားခံရတဲ့အဖြစ်ကရှိတော့ရှိတယ်ရှားတယ်လို့ဆိုရမှာပါအဲ့ဒီရှားမှရှားတဲ့မှာမိမိအတွက်ပိုင်ဆိုင်သမျှအရာကိုပေးဆက်ရတဲ့ခင်မွန်လောင်းကိုပိုင်ဆိုင်ခွင့်ရတဲ့ရုံးရီစောကိုပရိသတ်တရားအားကျနေကြတာပဲဖြစ်ပါတယ်တရုတ်ဆောင်စီရရဲ့ဆေးဆက်တောက်ရဲပွဲလေးကိုကြည့်ရင်အချို့ကကလေးကိုမုံပေးကြိုက်တယ်လို့ပြောနေကြသလိုအချို့ကလည်းအချစ်ကတက်ရွယ်ကအဓိကမကြောက်လို့ဆိုနေကြတာပါတက်တန်းရင် FA တွေကတော့ဘာတခုမှမစိုးနိုင်မင်းနဲ့စောင့်ကြိုက်ပြီးတော့အခုဗီဒီယိုလေးကိုကြည့်နေကြရမှာပါပရိသတ်ကြီးရောဘယ်လိုမျိုးထင်မိပါသလဲရှင်နောက်ဗီဒီယိုမှာပြန်ဆောင်ကြရအောင်နော်ပရိသတ်အားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်